မင်္ဂလာပါရှင်။သုံးရကန်ထဲရပါဒီနေ့အရန်စမ်းသစ်တဲ့ဒီဇိုင်းဆယ်မျိုးလေးကိုပြသပေးပါမယ်ရှင်။ဒီအရောင်လေးဆိုရင်ကာလာဆန်းအရောင်လေးပါအရန်စမ်းသစ်တဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။နံပါတ်1ပါရှင်။ဒီဒီဇိုင်းလေးလည်းအရန်လာပါရှင်။ဒါလေးကြိုက်တယ်ဆိုရင်နံပါတ်2ပါ။ဒီဒီဇိုင်းလေးဆိုလို့ရှိရင်အရောင်အဖြစ်ဒေါနာရောင်လေးပေါ့နော်။နံပါတ်3နဲ့လာပါရှင်။ဒီဒီဇိုင်းလေးကိုနံပါတ်4ပါရှင်ဒီဒီဇိုင်းလေးကိုနံပါတ်5ပါရှင်အရှမ်းကိုလှပြီးတော့အစင်မြိုင်မြိုင်လေးပါနံပါတ်6ပါရှင်အရန်ကိုစမ်းသစ်တဲ့ဒီဇိုင်းလေးပါနံပါတ်9ပါရှင်ဒီအရောင်လေးကတော့ကြံ့ရီဝါလေးပါဒီဒီဇိုင်းလေးကြိုက်တယ်ဆိုရင်နံပါတ်10ပါရှင်ဒီဒီဇိုင်းလေးကိုကြိုက်တယ်ဆိုရင်နံပါတ်9ပါပတောက်6ရောင်လေးပါရှင်ဒီအရောင်လေးကတော့ခဲပေတာလေးပါနံပါတ်10ပါရှင်ခုပြသွားတဲ့အထည်လေးတွေက9000ပါအနှစ်တရာချီအစ်စ်အထည်လေးတွေပါရှင်ကြိုက်နှစ်သက်ရင်မာယူအားပေးလို့ရပါတယ်ရှင်